လေးမလေးတယောက်ဟာရေကန်ပေးမှာကစားနေရင်ရုတ်တရက်ရေထဲကနေကြောက်စရာကောင်းတဲ့မုန်းစတာတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကသူမရဲ့အဖေကအပျော်တမ်းလက်ကွက်လုပ်နေတာသာဖြစ်ပါတယ်။သို့ပေမဲ့ကလေးမလေးကတော့ကြောက်သွားပြီးငိုစပြူလာပါတယ်။သူမကိုစိတ်ပြန်လဲကောင်းလာအောင်လုပ်ဖို့အဖေကခေါင်းကိုရေအောက်ထဲထိုးပြီးအလှည့်ပြောင်းလှုပ်ရှားမှုတွေလုပ်ပြလိုက်ပါတယ်။ကလေးမလေးကရင်မောလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာပါတယ်။အဖေကရေအောက်ကိုဆွဲချခံနေရတယ်လို့ထင်ရပြီးလက်တက်လုံရန်ကအသက်ရှူမဝတ်တယ်လို့ဖြစ်နေပါတယ်။ကလေးမလေးကဒါကိုနောက်ထပ်အပြောင်ပြက်လို့ထင်ပြီးလက်ခုပ်တီးလိုက်ပါတယ်။ဝါတရုတ်ဆောင်တာတော်လိုက်တာလို့သူမကပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီခိုက်တက်မှာပဲအဖေဟာရေထဲမှာပျောက်ကွယ်သွားပါတယ်။ရေကန်အတွင်းမှာသွေးနီရောင်ကဖြည်းဖြည်းချင်းပြန့်နှံ့လာခဲ့ပါတယ်။ကလေးမလေးကလှည့်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ရုတ်တရက်အရှိရှိရှော့ရှော့လက်တွေကသူမရဲ့ပခုံးတွေကိုဖမ်းဆွဲလိုက်ပါတယ်။အမေကအော်ဟစ်ပြီးအမြန်ပြေးလာကကလေးမလေးရဲ့ခြေထောက်တွေကိုဖမ်းဆွဲလိုက်ပါတယ်။အခြားလူတွေပါဝင်လာပြီးအားနဲ့ဆွဲထုတ်ကြပါတယ်။သူတို့ကအဲ့ဒီတတဝါရဲ့လက်တစ်ဖက်ကိုဆွဲထုတ်နိုင်ခဲ့ပေမဲ့နောက်လက်တစ်ဖက်ကသူမရဲ့စပင်ကိုထပ်မံဖမ်းဆွဲလိုက်ပါတယ်။တယောက်ကချက်ချင်းပဲစပင်ကိုဖျက်လိုက်ပြီးကလေးမလေးကိုလွတ်မြောက်စေခဲ့ပါတယ်။ဒါပေမဲ့အသက်ရှူတောင်မရသေးခင်မှာပဲနောက်လက်တစ်ဖက်ကသူမကိုထပ်ပြီးဆွဲချလိုက်ပါတယ်။ဒါရှိကတနာကင်ထားတဲ့အမျိုးသားတယောက်ရေထဲကိုခုန်ချလိုက်ပြီးလက်ကိုတစ်ချက်ထဲနဲ့ဖျက်ပစ်လိုက်ပါတယ်။သို့ပေမဲ့ကလေးမလေးဟာတရားပေါ်ကနေလဲကျသွားပါတယ်။အမေကချက်ချင်းရေထဲကိုခုန်ချပြီးအချိန်မီလက်ကိုဖမ်းဆွဲနိုင်ခဲ့ပါတယ်။အမေကကလေးကိုအေးချမ်းအောင်လုပ်ပေးနေရင်ရုတ်တရက်မုန်းစတာကထပ်မံခုန်ထွက်လာပြီးကလေးမလေးကိုတခါတည်းအပြည့်စုံဝါမျိုးသွားပါတယ်။အမေကအံ့အားသင့်စွာရက်နေခဲ့ပါတယ်။သူမဟာသူမရဲ့ကလေးကိုထပ်မံမဆုံးရှုံးနိုင်ပါဘူး။